ကလာပါဟမ်နိုင်လူနိုင်နဲ့ဟိုလန်နဲ့ပါလာတာစကူကနိုင်လာရောက်တာဘုံငုံကားစီရဟုတ်လားအာကအကူလေ ဘူးလို့အာကကူစားဘူးလို့ ဒူလုံးနဲ့အာကကူလေခံဝင်းရအောင်နဲ့အဲ့ဒီ ခေါင်းရဆိုဖေးရတယ်ကြာတော့တယ်ဟင် ကြိုက်သူစီအားမစီ အော် ကျေရပါ အေးမမီလာတော့ဖေးရတယ်ဖေးရတယ် ကျွန်တော်ကဇကူကနေတော့တဲ့ရောက်နေရောက်မှနေကြ အော်တီဗီမမီဘာလာရောက်လာတော့ စီကံပြသွားမယ် ဟမ် ဒီကနေ့လာရောက်တာတော့ အော်အေးပါအေးသမီးလိုက်လွှင့်နေရနော် ရတယ်မအဖာရောက်နေတာဘာကောက်ရောက်နေတာအကြမဘာကောက်ရောက်နေတာအေးအဲ့ကြောင့်ကိုယ်ကလည်းခိုင်ပန်းနဲ့ခေါ်လာအေးပါဆိုတော့အဆင်ပြေတယ်မလားချိန်ပြီးပြီလား အချင်းပြီးပြီးဝေဆောင်နေတာဗျ အော်အေးပါကောဝေကိုင်းတဲ့လူမလာသေးဘူးလား ဝေတိုင်းနဲ့မပြောတတ်ဘူးမှာ ဟုတ်လားအေးမတူစာမြဲမြဲလောက်ပြလိုက်ကြလေ ဟုတ်ကဲ့ရောက်နေဈေးလေးပြောပါဦး အေးဈေးလေးကကဲပါမနေ့ကလိုပဲခြေပေးလိုက်ပါမနေ့ကမြချင်းမုံပဲဈေးတက်ထားတော့မြချင်းမုံ ဒီမှာရှစ်တဲ့ငါရတယ်ဒီ မနေ့က87ပြန်လုပ်လိုက်လေ87ပြန်လုပ်လိုက်နော် ဟုတ်တယ်ဒီမှာဘောပြချက်တာရှိ ဒီနေ့ထက်တာလားအော်ကိုထွေကာကရတယ်ခွန်သုံးလောက်ပဲအပူထားပြီးအပိုလိုတစ်ချက်လောက်ကြည့်ပေးသမှာဒီကိုတော်ကြောင်းဒီလိုဟုတ်ကြပါနော်ဝဲလာဘယ်ကဝဲမှန်းတော့မသိတော့ဒီဘက်ကပြလိုက်နော်အေးအဲ့လိုပဲတွေ့ရတယ်လေကျန်တဲ့ဒီပဲပေါ်ပြီးဖန်တော့ကခွန်းနဲ့ခွဲ ခဏနေ နော် ဘာပြန်လာခေါ်တော့မှာစေး ဖက်ဒီစိတ်နဲ့လောလောဆယ်ကအပေါ်လို့တိတ်ဆက်ပါလေလုပ်တာလေနော် စေးကံသွားပြပါ နောက်ပြီးတော့ဟိုဖက်ဒီစိတ်နဲ့ရှင်းမှာပုံနေပြီလားကျော်စုံတဲ့ကိုအင်္ဂါရအပေါ်လို့ပြောပြီးသားမလားဟုတ်ပြောတာလေအေးဟုတ်ပြီ ဘန်ကောက်ကလည်းလာခေါ်မယ် အဲ့ဒါပြောလာအောင်အင်္ဂါရတဲ့ဆိုတဲ့အကြောင်းရောက်ပါလို့ပြောထားလိုက်အောင်နော်အေးရောင်းလာဝယ်လာလို့ပြောထားလိုက်အောင်လို့မြင်စီအောင်နော်အေးဟုတ်ပြီတော့ပြီးတော့နေကဘာမအောင်လို့ကိုကနာဟိုခေါ်ရမအောင်လို့ဘိုင်ပါလေးခေါ်ရမအောင်လို့နော်ဘိုင်ပါလေးဟိုက်အေးဟိုလာဘိုင်ပါလေးဟိုက်ထားလိုက်မအောင်လို့နော်အေးဒီစားလေးယူဆိုင်လုပ်ပြီးလိုက်နော်ခဏဟိုပုံစံစရာခဏလောက်ပေးအောင်အန်တီကိုဒီကစီးလေးလားရတယ်ဟိုလေအထက်ဝင်ထိုင်လို့ရတယ်နော်အေးရပါတယ်မြေကိုဈေးတွေပါလေမတန်းစရာဘူးလာခဲ့နော် ဖေးပါမယ် အေးလိုအပ်တာရှိတယ်ပြောနော်အေး ဒီနေ့စေးကံပြပြီးတော့အချိန်ရရင်ဒီနေ့ကစလဲနေဒီနေ့ကစ အော်အေးပါအာကာလည်းတော့တွေ့သေးလားအေးဟုတ်မှာပါဒီလည်းလုံးချုံနေလို့ရှိပါလားအေးရတယ်လာခဲ့ဈေးမကြောင်လုပ်ပြင်မယ်နော်ပါနော်အေးကောင်းတယ်အေးပါအေးအကိုနာကိုလှမ်းပြီးဟိုက်ခိုင်းအောင်နော်အေးအေး
ရန်ကုန်ဝယ်လာဘာလို့ဒီမလိုက်လဲ ဘာလို့ ဝယ်လာတာအိမ်တရားဝယ်အောင် ဟုတ်လားအင်းကြက်ရတယ် ရှင်ညဒူးရင်းစီကောင်းကျင်နော် ဟုတ် ညဒူးရင်းစီကောင်းကျင် ကောင်းတယ် တော့ကောင်း စီးရီမှာပါပါလေး အစီကိုပါတယ် ဆက်ဆက်ဟိုဘီးစဟလာ ဒီ busy ဘီးစီဒီပေါ် busy အဲ့မှာတွေ့တယ်ဒီမှာဒီမဆက် အမေရလည်းအဲ့ဒါပိုးသေးကြီးရလေညကားသမားနဲ့တွေ့လို့ပိန်းနေပြဘာချူဟုတ်လားမေ တယ်ဒီလောကဘောမချူ ပိန်းနေပြဘာချူဒူးရင်းစီကပြော အမေဟာလေအဲ့ကတော့မဲ့ထည့်လိုက်ရ ဒီမှာထည့်မယ်လေ ဒီမှာဒီအဲ့ အေးအပြားထည့်မယ်လေဟုတ်အမေလိုက်ကြီးလေးနော်ဟုတ်တော့ အေးတို့ခါအဲတမီးတော့ပါ ဟုတ်ပါသားလေ နင်းပါရလား အမေဟုတ်ပါသားလေ နင်းပါရလား နေမအောင်ဟိုစားတယ်တနင်္ဂနွေလေးပဲထူတော့ချိုးနေနေမှာချိုးဆရာမမိတယ်ပြောလို့ ဟုတ်လားကြောက်ပလုံးနေစား ကျောင်းဝင်စားရပါလိမ့်တော့ ကြောက်ပလုံးနေစားတဲ့ကြောက်တော့အဲ့လိုပြောဆရာမမိတယ်ကဖုန်းပြော မိတဲ့ကဝဲနေတဲ့ပြန်လာပြီပေါ့ဝိစဒီတဲ့ချောနေတော့ ဟောပြောလို့လားပြော ရရဲ့မင်းတို့ကြားကြည့်ပါ တယ်တော့လာ ဒီပြောအဲ့ဒီမြှောက်ဝင်มาလားအတိရတွေ့ရမှာအားကြီးပဲ ဒီမှာလား အေးဒီလိုကမင်းဒီလိုမင်းတက်တာမူတာဆွဲလိုက်တော့ရ အာကကြောင်းလို့ပြော လိုက်လွယ်နေလိုက်ဆိုပြောမလားပြောမလားအများကြီးပြောခဲ့ခြင်းจิตပါပြောခဲ့မှာပြောလုံးလေးနှလုံးမျက်စိတော့ ဘာလို့ရဆုံးလာလဲဟမ် ဓာတ်ပွားရေးပဲအောက်ရှုမိုးတာအောက်ရှုတာမသမီးကအောက်ပိုင်းမလာတော့မလာ ဟုတ်ဒါလေးဆိုဆုံးပြီ ဓာတ်ပွားလေအပြန်ညမှာဖုံးမဟာရနေလေအမပတ်သက်ဆက်ရမယ်ဟုတ်ဘူးလားအမေစားကွာမျက်စိစားကွာအမေမျက်စိစားကွာနည်းနည်းချိုးလိုက် ဟုတ်လား ပိန်းနေသေးရတော့ပါမချိုးတော့အရေကလေးတိုင်းတ냐သိလိုက်ချိုးလိုက်ညတော့စားနည်းနည်းစားတော့ဒူးရင်းသေးရတော့ဝယ်မှန်ဆုံးမ ဒါလေးကလည်းလေးပွားတော့ဒီကြည့်လို့နော် ဘာလို့ငါဘာတို့မင်းမဖြတ်လာရဝါစံထွက်ဝါအကူရွာ ဒီဇီးဝင်လာ อืม
说话，没处理。没碰几了，我那可能没东西。拿掉。一改你们偷干嘛？一个就在他一改。上车哇！哎，上车哇，咋么？cross 的 discount 差了，cross 的那都没了，cross 的 discount 差了，等米要有难的，哎 cross discount 差了，我也是来着，没呀，我算了，没改吧，没呀，路牌的不是吧？cross discount。Hello。修理，那么搞到乱呢？啊，ใส่แล้ว internet လိုက်ကောင်းချက်ကတော့လွန်တယ် เนี่ยใส่แล้ว ဟုတ်တယ် internet လိုက်ကောင်းချက်ကတော့လည်း VPN လည်းမခံရဘူး ဆရာဆရာလည်းဘာသာဒီလေးရောက်ကိုပုံစံကြောင်းပါ မမဒီလည်းရောက်ကို VPN ခံရဘူးသူက VPN မခံရဘူး ဒီရတာချင်းမလာတဲ့ မိုင်းနေရတယ်ချင်းမှန်ကိုလာခဲ့အောင်နဲ့အမှန်ကအဲ့ကိုသွားချင်အဲ့ကလည်းပြောစရာသူကချင်းမှမရတော့ရေမြောက်နော် ချင်းမခုခက်တော့ဘာရောက်ခုဒီတအားလာတာလေငုံရပြောတာ အေးဖူးကတားမိုက်တာလေ ဟိုကျမနေလာတာဆိုချင် တတ်တဲ့အလဲမဟုတ်တတ်တဲ့အလဲဆီယာမကတတ်တဲ့အလဲလာဟုတ်သူကတတ်တဲ့အလဲလာကိုရတတ်တဲ့အလဲလာအောင်စေးကပြိုင်နေလေရ ဟယ်လို ဟယ်လိုမ ဟုတ်ကဲ့ တော်တော်ကြည့်လာတယ် ရှိတယ်ဒီမလေး ဟောပါတော့ဒီရောက်ရင် ဈေးကညီမလေးဘယ်လောက်ယူချင်တာတော့ အမ10လုံးလောက်ယူပါမ 10လုံးလောက်ဆိုဟွာနဲ့ယူလိုက်ပါညီမလေးတသိန်း2သိန်း2000နဲ့ယူလိုက်နော် နှစ်မိနစ်နှစ်နာရီဟောပါအစကနာနေလာနေမယ်နော် အေးဟုတ်ကဲ့ ဟောပါ အေး ကျမတို့အမျိုးကချောမျိုးကျမတို့အမျိုးကချောမျိုးတော့သွားရလား ဘာပြောလို့အဲ မေပေါ့ကျန်တဲ့ညီမလို့ထင်ရတယ်ကျမတို့အမျိုးကချောမျိုးလို့ကျမတို့အမျိုးကချောမျိုးချောဥထားထုတ်မှပြရဥထားဒီမှာညာတားကောင်းတာလမ်းကောင်းတာဖြစ်လို့နာနောက်ပြီးမြေလို့ဖေးရုံမပါလို့မြေလို့ညဘူဘီရလည်းမခံအောင်ဘာမှမခံအောင်တလားသုံးစင်းကန်နော်မငါရုံမျိုး မွေးမဲတင်းနေနဲ့နှမ်းကြည့်လား ကျက်ပြီလားတော်ပြီခါမှုလေ ဒီမှာဝယ်ကြည့်တာဒါ9000ပြီဟာဘာလဲအမေ ဟမ်ဖေးလားလည်းမခေါ်သေးဘူးလို့ အေးအလုံးဝနဲ့ သူကလည်းသွေးစင်နေရဆိုတော့ခဏခဏ ဒီထဲမှာခွန် ကျမဥထားချောယူဥထားကျမမဝေးရကြတိကြရလေသမီးဟာ ဟောဒီထဲမှာခေါ်တော့တယ်လုံးလေ မနော်တပုတ်တချစ်ရပါတော့နှစ်မြေခေါ်မကွေးရကြအများကြီးသိရလေမကွေးရကြတော့ကျမတို့နော်မကွေးရကြမသိရလို့မရှိဘူးလေ ဒီနေ့လည်းလာတာစစ်တောင်းတယ် brand ဝယ် brand ကိုဆိုကြအစင်ပြေ brand ဝယ်ရုံးဆိုင်စစ်ပါဆက်တော့ကြောင့် brand ဝယ်ရ brand တလက်လောက် brand မြန်မာတလက်လောက်ပတ်စဲလက်တလုံးလောက်အဲ့မနေ့က busy အပေါ်တိုင်းမှာ cross တွေ discount ချလို့အိမ်လမ်းမရသမီးကြီးရအဲ့ busy ဆိုတာ ခုနကမနေ့ကသွားခဲ့ပါဦး busy ဆိုတာ busy လေ
မနေ့ကသွား ဒါ အဲ့ဘော်ဒမှာ cross ခဏတည်း discount ချလို့လေသမီးရသမီးတရံလောက်ဝယ်ခဲ့အောင် လောက်တယ်90ရာခိုင်နှုန်းဟုတ်လား 90ရာခိုင်နှုန်း2သိန်းလောက်3သိန်း9လောက်ပဲရှိတော့ ဟုတ် အဲ့တရံဒီလောက်ပဲစီအောင် ရှင် ဘယ်သူနဲ့ပြောနေလဲ ရှင်ကခေါ်နေတာ အဲ့လေစင်းကဘယ်သူနဲ့ပြောနေလို့လုံးလို့ပြုတ်ပြုတ်ချလိုက်မကောင်းဘူး ဒါမှကိုဒီကကောင်းမှာကိုဘက်ကကောင်းနေမှာကောင်းမှာ မရဘူး နားလည်းမကောင်းလို့ရှိပါ သူကားမောင်းနေတယ်ဘလို့ကြရမှာမရတယ် မဟုတ်ဘူးဒီနေ့မကူမပါဘူးပြော ဟုတ်လားနားနေစေးရုံသွားမယ်နေစေးရုံမှာပြီးမှနော်အဲ့ပတ်တီသွားမယ်နောက်ရက်လဲမယ် ဟယ်လို ဟောမြဟုတ်မြခေဝင်းမြမှာမှတ်မိရဲ့ငါပြောကြောက်မှာခေဝင်းမြမှာမှတ်မိရဲ့မေးလားအဲ့ အေးကိုနာပြောပြီးလားကိုနာဟိုင်းမလို့လှမ်းပြောပြီးလားလို့ဟမ် အဲ့မကော ဟယ်လို အဲ့ဒီပြောပြီးတော့ အေးအဲ့ဒါလိုင်းမကောင်းလို့လားမသိဘူးတက်မလားဘူးဖြစ် ဟောည ဦးမင်းဦးမင်းဘိုက်ပါလေးဟန်းထားလိုက်အောင်ဦးမင်းနော်လမ်းပြောလာဦးမင်းပြောပြီးခေါ်ပြောအောင်နော် ဘယ်တော့မှလို့ဝက်ချန်ဆိုတာကြီးကြီးမားမားမပေါက်ဘူးအဲ့ဒီအဲ့လိုဝက်ချန်ပေါက်တာ အေး ဦးလေးလာလို့ရှိရင်ခိုင်ဝါကောခေါ်ပေးလိုက်ပါစစ်ကောဦးလေးကောင်လောက်တော့လောက်ကြပါပါ သူဘိုက်ပါလေးကိုဟန်းထားလိုက်အောင်လို့နော် ပြောလိုက်မယ်ဒီရော အေး နှခမ်းကြီးနောက်တစ်ခုပါသေးလားဟိုပါလေးပဲ မရဘူးဖုန်းကမြန်မှားနေတာ မဆိုင်မှုလေအမေဖုန်းကမှရင်မေကိုပြောကျန်တဲ့လူတွေခေါ်ရမလား အေးအဲ့ဒါလို့ကြည့်မအောင် CCTV ကြည့်မအောင်ဖြစ်နေ ဟိုကလေးကလားအားရရလား ဒါဒီချက်ကြည့်ရတယ် ဟမ် ဟိုကကြည့်ရတယ်ဒီချက်ကြည့်ရ ဒူရင်ဒီရောင်းတဲ့လူတွေဘယ်လိုနေကြရမလဲထေးဝင်းတော့ဒူရင်ဒီရောင်းမလားမသိဒိုးမကိုရအောင်ပေါ်တဲ့နေရာတဲ့တောင်ဖေးချိုနေပြီဒူရင်ဒီကိုဒီဘက်ကထွက်တဲ့နေရာလေးတောင်ဒူရင်ဒီမကိုရဖေးချိုတယ်ဒီကစားမယ်ပလာတာဝဲစားမယ်ဒီနေ့ ဟုတ်စားဒါလည်းမလို့ရှယ်ပါဖြစ်တယ် ကြည့်နေကြအဲရှင်တို့ကြည့်နေကြနော်ရှင်တို့လိုင်းဝမစင်းသေးဘူး ကြည့်နေကြတယ် ကြည့်နေကြရှင်တို့လိုင်းဝမစင်းသေးဘူးဥစ္စာစကားပြန်လားမခေါ်သေးလို့စောင်းရင်းနဲ့ပြင်းလို့လွင်လိုက်တာအဲ့လိုမျက်စိတရားဝင်တော့မျက်စိသွားပြမျက်စိလိုက်ခဲ့သမီးတော်ချစ်ကလိုက်လာရင်တော့တဲ့ လာခဲ့ လိုက်ခဲ့တော်ချစ်လိုက်ခဲ့ တော့ချစ်ဆန်းစရာဘယ်လိုနေတော့ဟာ တော်ချစ်စီမုံသားမှာမေ့သွားလိုက်ခဲ့လား
မနောင်တို့ကိုနေတဲ့တိုက်ပေါ်ကနေပြီးတော့ဟိုတယ်ပေါ်ကနေပြီးအောက်ကြည့်ရတာဦးကြောက်တယ်အမြင့်ကြောက်ပိုင်းဆိုလင်းစီးလာတော့ပိုးဆိုးတော်ချစ်ကြီးလိုက်မှလာစောက်နေပါလေအမေက မလား မပါဘူးရှင်ဆရာမမိမိတင်လို့လည်းဒီမှာရှိရဲ့ဆရာမမိမိတင်တော့မနေ့ပြန်မှာဒီခေါ်ပြီးရဦးနာ ဟယ်လို မခေါ် ကိုနာဘာလဲထူးလို့မကွေးရွာလားလို့ ဟမ် မကွေးမိုးရကြ အကိုက်ဘောအဲ့လိုတောင်းသွေးဝင်းလာပြီဘောကိုနာ မကွေးမိုးရကြမကွေးမိုးရ နားနေက တွဲလိုက်ပြီးဘယ်မှာတက်လဲဘယ်ဘန်သွားခေါ်ဘယ်ဘန်ကိုသွားခေါ် ဟုတ်လား မကွေးမိုးရလာလို့မေ အော်ဟုတ်လား ငါဘယ်ဘန်သွားခေါ် အဲ့ဒါကြောင့်ကျွန်မခေါ်မရတာဟိုအဲ့ဒါကြောင့်ပြုတ်ကြတာဟိုအော်အိမ်မအဲ့ဒါဆိုမိုးရရေကောက်ရတော့သေးဘူးထင်တယ်နော် တော်ချစ်တော့မိုးရလို့ဆို ဟုတ်လားတော်ရွာလားဟုတ်လား တာရွာမကွေးရွာလားမြေ ဒီမှာမနှမ်းနေတော့ကောက်သွားလာပါပြီအဲ့ဒါဆိုရင် မကွေးကငါမရှိပါ ဟုတ် ဘူး ပြီဒါပေမဲ့ခုအတိ6ပြားရဟိုဘာဖြစ်မှကြောက်ရတယ်ပျက်စီးမှကြောက်ရတယ်နော် ဟုတ်လား ဟုတ်လား ဒီမှာပူရ ဒီနေ့ကတော့မိုးအောင်ရလားဟုတ်လားဟုတ်လား မကွေးရွာလားလို့မကွေးရလားတော်ချစ်မကွေးရလို့ရကြ အော်အဲ့လိုတင်းတော်ကြီးတောင်းလာလေးလာပြောတာလားအော်အဲ့ဒါဆိုဘာဖြစ်စရာဒီနေ့အဲ့ဒါဆိုပစ္စည်းဝင်နေတော့တယ်ဘောကုန်းတာမနေ့ကကျွန်မတို့သိန်း6000နဲ့အိမ်900ရောက်လိုက်တာ6000နဲ့ဗာ မကွေးမိုးရရလားလို့ ကျွန်မဘောလို့တပါးပါနေပါလို့ ကဲလိုက်စင်းလိုက်တော့အားနာပါတယ် ဘာမှမဈေးကွက်ပြ ကျဲစကားကြီးဖောင်ခွဲအောင်မပြောတယ် ဒါပေမဲ့အဲ့မိုးရလာလို့ရှိရင်ပဲစီ စေးရုံကမှလိုက်တယ် ရှိတယ်ဟုတ် မ လား ကွေးတော့မသိဟုတ်လား อืมအဲ့ဒါဆိုတော့ပုံကိုငါ ပါတိမျက်နှာမေ့လာခဲ့ဟုတ်တယ်နော်တုတ်စီးနေတုတ်ဒီအားရတာမောင်းနေနော်ဒီရမောင်းတုတ်စီးနေတာအကျဲရွေးနော်နော်မင်းနော်တုတ်ကဒီရတုတ်ကကျဲလို့နော် ဒီမှာတရားထထိုင် အေးဆက်တယ်ရှဲကျဲ တရားဒီလိုမစားနိုင်ရှိမှတရားဟုတ်တယ်ဟုတ်တယ်ဟုတ်တယ် အဒါဘယ်လောက်တဲ့ 300ပါဒီလိုဘာသာနဲ့ခေါ်ပြီး350နဲ့မှာနော် 150ဘယ်လောက်ကြာ 150 150ဘယ်လောက်ကြာ 150 150 အဲ မောင်တဲ့အတွက်135 135လား130 အေးဒါလည်းအဲ့လိုဘာသာနဲ့ပေါ်ပြောပြောတယ်နော် မြန်မာငွေနဲ့ဆိုဘယ်လောက်ကြာမြန်မာငွေကဘယ်လောက်လဲ100 150 1000လေးပါကြမှာ 2000နီးပါးကြာ 2000လောက်ကြာ 2000လောက်ကြာသိုးပါဦး အဲ့ဒါနဲ့ဟောအာတော့တာတော့တာ
လိုသေးဒီမှာနော် ပိတ်တာ အဲ တော့ဆက်လိုက်ကောင်းလိုက် ဂျာသူကပူရယ်နော်ဆိုင်ကလေးစီးရတယ်နော်ဆိုင်ကလေးစီးထိုင်းစကားမတတ်ပါဘူးကွာခုမှရောက်တာဘလို့ထိုင်းစကားတတ်သူပြောတာလည်းကိုနားမလဲကိုပြောလည်းသူနားမလဲဘလောက်ကောင်းတော့စီရတယ်ကောင်းတယ်ပုံတော့ပြီးပုံကြည့်ရ အဲ့ဒါကောင်းနေတယ်ရတယ်အဲ့ဒါကောင်းတယ်ဒီကောင်းနေတယ်လို့ရတယ် ဒီကောင်းနေတယ်လည်းရတယ်အကုန်လုံးလည်းဘေးလျှောက်ပဲကြည့်ရတယ်ဆိုင်ကယ်လည်းများပြီနော်ကောင်းသလားမမေးဘူး။ဟုတ်တော့9လောက်လို့ရှင်လို့ဟလား။ဩဘာလဲလဲ89နဲ့ကြိုက်တယ်။ကိုနဲ့ကြိုက်ကဲပါကဲခေါင်းနဲ့ကြိုက်ဒီမလို့ပေးလာလား။ဩအဲ့ဒါဆိုတော့ရောင်းမရဘူးနော်။လက်ကိစ္စနဲ့ညာစင်းနဲ့ငါမတူဘူးလေကြောင်းတာလက်ကိစ္စနဲ့ညာစင်းနဲ့ကြောင်းတာမတူဘူးလေဒီမှာပုံမှန်မှကြောင်းရမှာနော်ဘန်ကောက်မှာမျက်စိစိတ်ကန်းသွားနေရမျက်စိအထူးကူမျက်စိကြီးတက်ကိုဆေးရုံတော့မယ်နော် ရတနီ ဟမ်ရတနီဆေးရုံအဲ သူရတာကိုကောင်းလာတယ် မျက်စိနဲ့ပတ်သက်တဲ့ဆေးရုံကိုသွားနေတာရတနီတဲ့ အဲ့ဆရာကောင်းတယ်ကောင်းတယ် အရှိမှလည်းတပိတူနာပြတယ်ပြ ရတနီဆေးရုံနဲ့မျက်စိ ဒီစီကလေးဒီလားကြည့်လိုက်အဲ့လိုဝါလေး အဲ့ဒီအတွင်းလေးခွဲလာတာ ဒီနေ့က ကြာကြာ ဒီနားလောက်ပဲရှိတယ်ဒီငါးလောက်ပဲရှိတယ် နှစ်ဖက်လုံးကတစ်ဖက်ပဲလား တစ်ဖက်တည်း ညာတစ်ဖက်ပဲနော်အဲ့ဒီဖြစ်တာမောကနေတာညာပဲလားညာပဲနော် ခွဲရပဲ ခွဲတယ်အောက်ပေါ်လေးဆရာကောင်းတယ်ဟာလေညာတော့လည်းပေါ်လိုက်တာပေါ့ ဟယ်လို ဟယ်လိုအေးဒီကနေ့တစ်ခါတော့မင်းတက်နေတယ်နော်အဲ့တော့ဘာလဲတော့နာလို့ လုံးရလေဒီမှာတော့ ဟုတ်ပြီမို့ပဲဟုတ်မယ်ဒီမို့အဲ့ဒါမျိုးလုံးမင်းတော့တော့မဟုတ်လား ပူရဒီမှာယာဒီရလဲပူရနော် လမ်းမှာမလို့ပြောပါအေးစကားပြော ပြော လို့ သွားတာ၄လပိုင်းတော့ ဟမ် ၄လပိုင်းတော့ လေးလပိုင်းတော့ပူရဒါအခုသက်တာပေါ့ပူလာပဲဒီမှာတော်သေးတယ်အပူတွေမယူခဲ့လို့အေးရာတွေပဲယူခဲ့ပေါ့ပါပါတွေပဲယူခဲ့
ကြောက်ပြား ဟုတ်တယ်ရတယ်အဲ့မှာသင်္ကန်းစားလို့ရတယ် ဒါဘယ်လောက်ဖြစ်သွားပြီ ဒီတော့ကတော့ကိုယူရဲနေပုံမကြည့်တာဟောအခုနောက်ဆုံးအခုစားများနေရတော့စာဝါဒီခရုဆိုတာအဲ့ဒါတော့ရန်ကောင်းတယ်ဒီမှာပိုင်ရတယ်ဟိုကအခုနောက်ဆုံးဟောအဲ့ဒါတော့ထောက်နေရန်ကောင်းတယ်စားပြောစီနေမောပဲစားတော့ရန် ဒါကြောက်ပြားမြင်မဟုတ်ဘူး ကြောက်ကြမြင်ပါပဲ ဟောကြောက်ပြားမြင် ကြောက် ပါ ကြမြင်ပါပဲသွားပြန်နေတာလေကွာ ဘိုးကကြိုတင်ရတာလား ဒီလိုမှတော့ပေါ်ရချင်တယ်ဆိုတော့သူချိန်တာဟုတ်လားအပေါ်တက်မှာဆိုတော့ကောင်းတယ်ဆိုတော့ပေါ်တက်ဒီပြရချင်တယ် ဟောတော့ကတော့မှတရေတက်ကိုကြည့်တာမိုးရွာလို့မိုးပြီလို့အောက်ဆင်းရတာလေ ဘာလို့ရပြီကောင်းပါလဲ ဒါမျိုးတွေတော့အဲ့တော့ကအဘလူးဝင်းလေးရတာပဲဇပွဲခုံလေးအောက်ကိုဝင်းနေတယ်မိုးရွာလို့အဲ့ဒါကလေ ဟော ထောက်နေရဖြစ်သွားပြီလား ဒီပုံဒီအဲ့တော့အဲ့ဒီလေးကနောက်ဆုံးပေါ်လေး ဟုတ်လား ဟောလေးပေါ်မူတည်ရပေါ့ ဒီတယ်ဟော ဟော ပေါ်တဲ့လေးလည်းရှိရရှိရပိုးရထောင်းတဲ့လေးရှိတယ်ဒါပေမဲ့ဒီလေးကပို့လာတယ် ဟုတ်လား လေးကိုကောင်းတယ်စားတယ်ဒီအစားစားပို့ကောင်းတယ်ရှိနေပါတယ်ဒီလိုဆဲမွန်ပါတယ်ပစုံနေပါတယ်အဲ့လိုစားတော့တွေကွာသွားတယ် အစားအသောက်ပေါ်မူတည်ပြီးတော့ကိုယ်ကွာတာပေါ့ တချို့မနေ့က50 150လေးရှိတယ်ဒါပေမဲ့သိမကောင်းဒီထောင်းနေသိကြတယ်ဒီပေါ့ဒီစားတော့လည်းအလောက်မကောင်း ဟော ဒါတတိလေး ဟုတ်သမီးတယောက်လေလား ဒါတ သမီးတရားသားနေရပေါ့ဟိုကသမီးရနေရဟုတ်ကဲ့အားတော့ဘယ်လောက်ကြာ လေဟိုလားဒီနေ့ညဟိုကားမပိတ်ဘူးဆိုရင်တော့မိနစ်40လောက်နေရောက်တယ်ကားပိတ်တော့တနားရီလောက်တော့ရှိလာတယ်ဒါကြောင့်ပြားမြစ်ဘက်ကိုပြန်သွားတာ ဟောဟော အဲ့မှာတော့တက်လာတာအိုင်ဖိုးကြီးကငါတက်ရအိုင်ဖိုးကြီးကကုန်တိုင်းမှာအဲ့လိုလေစီဖို့ပလန်ရှိရင်ဆိုရင်မတက်ဖက်ဘူးအိုင်ဖိုးကြီးမှာ shopping ပတ်လိုက်ပေါ့ရပုံလေးပါရိုက်ကြည့်ပေါ့ရိုက်ကြည့်ညနေလေးပေါ့ရပတ်လေး အမေကဒုနဲ့ပဲလိုက်တော့မှာလားလို့လားမဟုတ်ဘူးလေဟိုသူတို့ကတော့မနဲ့အဲ့လိုပြောတာအဲ့လိုလား အဲ့ဒါတစ်ချက်ပြန်မရအောင် အေးအဲ့လိုပြောတယ် လေးတယ်အဲ့ဒါမျိုးမရှိရင်ရုပ်ကောင်းသွားကြတယ်အဲ့လိုလားဒီနေ့ကတရက်ကတော့တပည့်ကိုပြောရတာကဒီတရက်အတွက်ဒီတရက်ကိုဟုတ်လားနောက်ရက်ကတော့ပါလို့လာတယ်ဒီဝါတရက်နဲ့ပြန်ပြန်ဟုတ်ကဲ့ဒီနေ့ပြန်နောက်ရက်ဟိုဘက်ကလည်းတင်းကိုမရှိဘူးဆိုလို့ရှိရင်ပြောပြီးတော့သွားကြမှာဒီလိုလုပ်မယ်လေကိုချောင်းလေးပြီးသွားတာ ခုနကပြောတာတော့ပြုံးရင်တကယ်လို့ဈေးဝယ်ခြင်းနဲ့ဆိုရင်လည်းတဲ့လက်စင်ကြပြီးတော့ဈေးဝယ်လိုက်တယ်။နားလည်းဈေးဝယ် ဒီ လိုက် နေ့ပြီးလို့ရှိရင်တို့လာတော့လိုက်တယ်ကိုပြောက်သွားရအောင်ကိုပြောတို့လာလေးတွေဝင်လိုက် ဝယ်လိုက်ပြီးတော့ဒီနေ့ကသွားမှလားတင်းတော့လေဘောလား ။တော့ဒီပြောင်းလည်းဘုရားရှင်တဲ့ အေးဟို ကိုပဲပွဲဆက်ကြည့် ဘယ်လိုလဲ မနေ့က 9ယောက်ပဲလား သွားလို့ရတာပေါ့ဒီတတိဆိုတော့ကြာ ဒီလိုပြောရ ရောက်နေတာပြင်းရတယ် ဟုတ်ကဲ့ ဘုရားတိုင်း ဒီများတော့ပြောကြတယ်အဲ့မှာတို့ဒီလုံးတွေပါချကားတာ လည်းပဲခြေတာလည်းခြေတယ်ခြေတာ။ဒီနေ့ခြေတာကိုပြောလာတာ မိုးလေးအောင်တော့တက်တာ ။ဆက်ပေါ်တယ်။ခေါ်လာခေါ်လာ အဲ့လိုမျက်စိပြပြီးလို့ရှိရင်အချိန်ရရင်ပတ်ဝဲလိုက်မယ် ဟုတ်သေးတော့ဝင်လိုက်မယ်နော်အဲ့လောက်မကြပါဘူး အဲ့လောက်မကြပါဘူးမျက်စိ ဒီပြီးလို့ရင်ငါတို့ပါဝင်တယ်လေအဲ့ကောင်ကို ဟုတ်ကဲ့အမဒီမှာလည်းဘယ်နည်းရှိရော ဒီ20ကျော် အနည်း20ကျော်အမလေး ငယ်လေးတွေရောက် ဟမ် ငယ်လေးတွေရောက် ငယ်ငယ်လေးရရောက်ဟောကောင်းလိုက်တာ အစင်ပြေလားဒီမှာ ပြပါတယ်လုံးတာလည်းကြာပြီ လောက်တာကြာပြီဆိုတော့အေးပေါ့ ကလေးအောင်မှာပဲဝေးတာကလေးအောင်ဆက်နေတယ်ဝေးရောက်တက်နေတာ ဩ ။အော်အပြိုလေးရောက်တာပေါ့ အပြိုလေးရောက်တာ ။ဒီကပါလားဒီကပါလို့ လာဒီလိုပဲကာမောင်းနေဟုတ်ပါလားဟုတ်ပါနဲ့ကိုအဲ့ဒီဒီကျိုးကို နေဟုတ်ပါဘူး။ ကိုတနိုင်မောခနဲ့ရောက်စီးမော ဟုတ်ကဲ့ ကိုတနိုင်မောဘလိုလူအများကြီးတော့မဆန်အောင်အဲ့ဒါ3 4 5ယောက်လောက်တော့ဆန်တယ်ကိုတနိုင် ။ဟောမစိုးပဲနော် သူလည်းသူ့အဲ့ဒါနဲ့အဲ့ဒါကျိုးကိုလေတေးကျိုးကိုအတူတူလေးသွားတယ် ။ဒီနေ့ကဘယ်လောက်ပြန်လဲဟုတ်ကဲ့ ဒါပေမဲ့ဒီမှာလည်း3 4ရကြီးတယ် ။ဒီဟုတ်တယ် အေးပေါ့ လည်းကြီးတယ်ခလေးချောင်းတွေကလည်းကြီးတယ်ကိုရီးယားလည်း3 4တွေတော့ကြီးတယ်ဒါပေမဲ့မြန်မာပြည်ကတော့တာပါတယ် ။ပါပါတယ် ဒါဆိုရင်ရှားပြရတာ ။ဒီမှာပြင်မှာချက်ပဲပြန်ပြီးနေရတယ် သူတို့ရန်ကုန်အချင်း ။ဟောရန်ကုန်က။အော် ဒီလိုနောက်လာ သမားသားပြည်နေတာ အဲ့ဒီရမုံမြန်မာစစ်စစ်
သေးသေး အညာတော်ဆက်နေတယ် ဟုတ်လား ဟုတ်လား ကိုကမကွေးပါလား ဟောဒီကောက်လည်းမကွေးရလေ ကွေးမျိုးမပြေးပါလား ဟုတ်လား ဒီမှာတို့ငယ်ပေါက်ကအဲ့ဒီမှာပေါက်တာ ဟုတ်ပါလေ ငယ်တော့အဲ့ဒီမှာ ငါတို့ကမကွေးရပဲ မျိုးမ ရောက်ပြီ ဟုတ်လား ရောက်ပြီရောက်ပြီ တို့မကွေးရပဲ ပြင်းတော့မှာ ရ အေးစင်ပြီးတော့တာ အဲ့ဒါကမကွေးလိုက် ဒီတက်ပါ ပြပတ်သက်ပြီလား အဲ့မပေးလိုက်သေးပြန်လာ